okay ဒီမှာလူငယ်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက်မဖြစ်မနေတည်ထားတဲ့ AI 3ခုခုနောက်ပိုင်း SME လုပ်ငန်းတွေလောက်ရတာပိုခက်လာတယ်လို့အလုပ်တွေကလည်းများလူအင်အားလည်းမလောက်တော့တစ်ဖက်မှာလည်းနည်းပညာတွေကတော်တော်လေးမတိုးတက်နေပြီအဲ့အတွက်ကြောင့်ဒီလုပ်ငန်းရှင်တွေနဲ့လူအင်အားတွေမတုံ့ပဲအလုပ်တွေကိုမြင်မြင်စင်စင်ပြည့်မြောက်စေတဲ့ AI 2 3ခုအကြောင်းဒီနေ့ကျွန်တော်ပြပြပေးမယ်ဒါတွေသုံးတတ်မယ်ဆိုရင်တော့မင်းရဲ့ကုန်ကျစရိတ်တွေတက်သွားမှာလုံးဝသိကြပါပထမတစ်ခုကတော့အားလုံးသိပြီးသားဖြစ်တဲ့ ChatGPT ပေါ့ChatGPT ဆိုရင်တော့ဒါသူကဒီအကြံပေးအရာရှိတယောက်လို့သူသုံးလို့ရတယ်တခြားနည်းလည်းသုံးလို့ရပါတယ်ဒီ ChatGPT ကိုမသုံးတတ်ဆိုတော့ခက်ရှာရှာလူတွေ AI စသိတာလည်းဒီ ChatGPT ကြောင့်ပဲစသိတာပေါ့သူဆိုရင်သူကဗမာစကားလည်းကောင်းကောင်းနားလည်နေပြီဆိုတော့မြန်မာလူသူ့ကိုအကုန်မေးလို့ရတယ်ကိုယ့်ရဲ့နေ့စဉ်တူဝါနဲ့အကျဉ်းတောင်းတာတွေစအကုန်လုံးသူ့ကိုခိုင်းလို့ရတယ်ပေါ့ဒုတိယတစ်ခုကတော့ကျွန်တော်အသုံးအများဆုံး Canva AI ပေါ့ Canva AI ဆိုရင်လည်းဒါကျွန်တော်ရဲ့ဒီပုံတွေကျွန်တော်ရဲ့ဒီဓာတ်ပုံတွေအကုန်လုံးကျွန်တော် Canva နဲ့ပဲ edit တာပေါ့Canva တော်တော်မှအဆင်ပြေတယ်နောက်ပြီးတော့ Canva ကတစ်ခါဝယ်ထားရုံနဲ့လေတော်တော်လေးကိုမှကြာလေးအသုံးပြုလို့ရဖြစ်တဲ့အတွက်တော်တော်အဆင်ပြေပါတယ်နောက်ပြီး Canva ထဲမှာတောင်းကိုအနေနဲ့ဒီတခြားသုံးခြင်းနဲ့ animation တို့ effect တို့နောက်ပြီး element တို့ဘာလို့လဲအပြင်ထွက်ရှာရမလို့ဒီသူ့တဲမှာပဲသူကတစ်ခါလေးပပြီးသားဖြစ်တယ်တော်တော်လေးကိုမှအဆင်ပြေတယ်ပေါ့ကျွန်တော်ပုံနှံကိုဒါနဲ့ပဲ edit တာရှားဘာ tool မှမတုံးဘူးပေါ့ဒါလွယ်လင်းတကူနဲ့ရိုးရှင်း edit လို့လည်းရတယ်အရန်ကမှလွယ်တဲ့ SME လုပ်ငန်းရှင်တွေအကြိုက်ပေါ့နောက်တစ်ခုကကျတော့ဒါကတ်ပေါ့ကတ်ဆိုရင်လည်းဒါရှင်းပြောမယ်ဆိုရင်ဗီဒီယို edit ကြောင့်မမနားမလည်ဘူးဆိုရင်တော့ကတ်ကိုသုံးမယ်ဆိုရင်သုံးလို့ရတယ်ကတ်ကအဲ့လိုဒီအရင်ခက်ခဲမှုမရှိဘူးပေါ့အဲ့တော့ကအရင်ခက်ခဲမှုမရှိဘူးเนาะဘာလို့ဖြစ်လဲဆိုတော့နောက်ပြီးတော့အခုနောက်ပိုင်းမှာကတ်မှာ AI နေပါလာပြီဒီ AI တွေကဆိုရင်လည်းဒီအခုနောက်ပိုင်း AI နေဆိုရင်ဒါကျွန်တော်တို့ဒီစာရိုက်လိုက်တာနဲ့ကိုလိုချင်တဲ့ edit ပုံစံကိုသူက edit ပေးတယ်အဲ့တော့ကိုယ့်ရဲ့အချိန်ကြီးအများကြီးတက်တာစီတယ်ပေါ့ကျွန်တော်ရဲ့ဗီဒီယိုအများစုဆိုရင်လည်းကျွန်တော်ကတ်နဲ့ပဲ edit တာအချိန်ကြီးအရန်တက်တာစီတယ်ပေါ့ okay ဒီ AI သုံးလုံးနဲ့ကိုကသုံးချင်တယ်ဆိုရင်ဒီမှာဝယ်ရမယ်ပေါ့okay ချားနေရာတွေမှာလည်းဝယ်လို့ရတယ်ကျွန်တော်ကတော့လက်ရှိကျွန်တော်ကိုယ်တိုင် service ပေးနေတဲ့ digital premium store ဆိုတာရှိတယ်အဲ့ဒီမှာတခြား AI အနေနဲ့ပတ်သက်တာရောတခြား application နဲ့ပတ်သက်တာတွေအကုန်လုံးကိုဝေကြည့်လို့ရတယ် channel link ကိုလည်းဒီမှာကျွန်တော်ပြထားတယ်တကယ်လို့ကိုကကျွန်တော်ဒီ comment မှာလည်း channel link ကိုချပေးထားမယ်ဒီ digital premium store မှာဒီ AI တွေရောတခြား application တွေရောအကုန်လုံးဝယ်လို့ရတယ်နောက်ပိုင်းကျတော့ social media service တွေလည်းပေးသွားဖို့ရှိတော့ AI တွေကတကယ်တမ်းကျတော့တင်းရဲ့အလုပ်တွေကိုတကယ်လူယူသွားမှာမဟုတ်ပေါ့သူတို့ကဒီအလုပ်တွေကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်လုပ်လာနိုင်အောင်သူကကူညီပေးမဲ့လူတစ်ယောက်ပေါ့ဆိုကြကိုမှကိုယ့်ရဲ့ assistant တစ်ယောက်ပေါ့ assistant မှာ super assistant တစ်ယောက်ပေါ့သူတကယ်လို့နီးပညာတွေကသင်ကအသုံးမချတတ်ဘူးဆိုရင်တော့တရားပေါက်တွေနောက်ကျကြံခဲ့ပါပေါ့ဒါဆိုရင်ကျွန်တော်ကိုမမလေးမှာတခုမှန်းခဲ့ပြီ။တင်ရောဒီ AI ထဲမှာဘေး AI တွေကိုသုံးဖြစ်နေတယ်။ဘေး AI နဲ့အသိအလုပ်တွေပို့ပြီးပြမြောက်စီလဲဆိုတော့ကိုမမတစ်ချက်တော့ရေးသွားပြီပေါ့။အဲ့တော့အဆုံးထိကြည့်ပြီးကျေးဇူးအများကြီးတင်ပါတယ်။